ကောင်လေးဟာထူးဆန်းတဲ့အလင်းတန်းတွေထွက်နေတဲ့လေးတစ်ခုမြင်လိုက်ရပါတယ်။သူဟာဆက်စုကျင်စိမ့်နဲ့လေထဲမှာရှိနေတဲ့အဲ့ဒီလေးကိုအောက်သို့ယူလိုက်ပါတယ်။သူကလေးကျိုးကိုဆွဲလိုက်တဲ့အခါလေးထုဟာချက်ချင်းပဲထက်မြက်တဲ့မြတ်မြတ်အဖြစ်ပြောင်းလဲသွားပါတယ်။အဲ့ဒီနောက်မြားတွေဟာရွှေနဂါးတစ်ကောင်ဖြစ်ပြောင်းလဲသွားပြီးကောင်းကင်ယံစီတက်တက်မတ်မတ်ပြန်တက်သွားခဲ့ပါတယ်။ရွှေနဂါးဟာအဝေးကတောင်တန်းတွေကိုဖောက်ထွက်သွားခဲ့ပါတယ်။မိုးထစ်ချုံတန်လိုဟိန်းထွက်လာတဲ့အတန်းကြောင့်မျိုးနွယ်စုလူကြီးကဲတွေတတိပြုမိသွားကြပါတယ်။တစုံတစ်ယောက်ကအဲ့ဒီလေးကိုထိတွေ့လိုက်ပြီဆိုတာသူတို့သိသွားတာကြောင့်ခြံဝန်းစီကိုချက်ချင်းပြေးကြည့်ကြပါတယ်။ဒီလေးဟာအလေးချိန်ကီလိုဂရမ်900တောင်ရှိတာပါ။နှစ်ပေါင်းရာနဲ့ချီတဲ့အထိဘယ်သူမှဒီလေးကိုမဆွဲနိုင်ခဲ့ကြပါဘူး။လူကြီးကဲတွေကများပြစ်လိုက်တဲ့သူကိုမရရအောင်ရှာဖို့အမိန့်ပေးလိုက်ပါတယ်။ဒါဟာမျိုးနွယ်စုတန်ခိုးအာဏာတက်လာဖို့အတွက်တော့ချက်ဖြစ်ပေမဲ့ဒီလူဟာသူတို့အမြဲတမ်းအထင်သေးခဲ့ကြတဲ့ကောင်လေးဖြစ်နေမယ်ဆိုတာကိုတော့သူတို့လုံးဝမသိခဲ့ကြပါဘူး။ကောင်လေးရဲ့ဦးလေးဖြစ်သူဟာမျိုးနွယ်စုကောင်းဆောင်နေရာကိုမတ်မောနေတာကြပါပြီ။သူကလူတိုင်းကိုသူတို့ရဲ့အာဏာတွေအနှံဖို့အမိန့်ပေးလိုက်ပါတယ်။အဖွားဖြစ်သူကတော့မျိုးနွယ်စုကောင်းဆောင်ဖြစ်ချင်ရင်တရားမျှတတဲ့စိန်ခေါ်ပွဲကနေတဆင့်အနိုင်ယူရမယ်လို့အခိုင်အမာပြောလိုက်ပါတယ်။ပြန်ပွဲကတော့ရိုးရှင်းပါတယ်လေးထဲကိုပြန်လောဝိုင်း60ကိုတပြိုင်နက်တည်းပြစ်တင်လိုက်မှာပါ။ညားတူတွေနဲ့ပြန်လောဝိုင်းအများဆုံးထိအောင်ပြစ်နိုင်တဲ့သူကအနိုင်ရရှိမှာဖြစ်ပါတယ်။ကောင်လေးရဲ့မိခင်မှာတိုက်ခိုက်ရေးစွမ်းရည်မရှိသလောက်နေပါပေမဲ့သူမဟာတက်တီကိုမွေးပြီးစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။ပြန်ပွဲရဲ့ပထမအချီမှာမိခင်ဖြစ်သူဟာပြန်လောဝိုင်းတစ်ခုတည်းကိုသာထိအောင်ပြစ်နိုင်ခဲ့ပါတယ်။လူတိုင်းကသူမကိုရက်ရက်ဆက်ဆက်လှောင်ပြောင်ကြပါတော့တယ်။အဲ့ဒီအချိန်မှာကောင်လေးကပလင်းဝအဝါစီကိုတမင်တကာစီးသွားလိုက်ပါတယ်။ပြီးတော့သူကလေးတိုက်နှုံအရင်ပြင်းတာကြောင့်တေချာပြစ်မှတ်မချိန်နိုင်ဘူးလို့အကျယ်ကြီးအော်ပြောလိုက်ပါတယ်။မိခင်ဖြစ်သူဟာသူမရဲ့သားကလေးရက်မျက်နှာအကြောင်းတတိပေးနေတာကိုချက်ချင်းနားလည်သွားပါတယ်။သူမဟာအနေထားကိုပြန်ညှိပြီးများလူတွေကိုထပ်မံပြစ်လွတ်လိုက်ပါတယ်။ဒီတစ်ချိန်မှာတော့သူမဟာစုစုပေါင်းပြန်လောဝိုင်း9ခုကိုထိအောင်ပြစ်နိုင်ခဲ့ပေမဲ့ပြန်ဘက်ကတော့သူမရဲ့ညံ့ဖြစ်တဲ့စွမ်းရည်ကိုလှောင်ပြောင်နေတော့မှာပဲ။ပြန်ဘက်ရဲ့တပည့်ဖြစ်သူစင်မော်တက်လာတဲ့အခါပထမအချီမှာတင်ပြန်လောဝိုင်း6ခုကိုထိအောင်ပြစ်နိုင်ခဲ့ပါတယ်။သူကတေချာပေါက်အနိုင်ရလိမ့်မယ်လို့ယုံကြည်ချက်ရှိနေတာပါ။သူဒုတိယအကြိမ်များလူတွေပြစ်လိုက်တဲ့အခါကောင်လေးကသူ့ရဲ့လက်ချောင်းလေးတွေကိုတိတ်တဆိတ်ဝေးရန်ပြီးများလူတွေရဲ့လမ်းကြောင်းကိုထိန်းချုပ်လိုက်ပါတယ်။ဒီတစ်ချိန်မှာတော့ပြန်ဘက်ရဲ့တပည့်ဟာ3ခုပဲထိပါတော့တယ်။အဖွားဖြစ်သူကတော့ကောင်လေးရဲ့ထူးခြားတဲ့ပါရမီကိုတတိထားမိသွားပါတယ်။ပြန်ပွဲရဲ့ဒုတိယအချီမှာတော့ပြန်ဘက်ရဲ့စီနီယာအကိုကြီးကစင်မော်တက်လာပါတယ်။သူကပထမအကြိမ်မှာတင်ပြန်လောဝိုင်း16ခုကိုထိအောင်ပြစ်နိုင်ခဲ့ပါတယ်။ပြီးတော့နောက်တစ်ချီမှာနောက်ထပ်10ခုကိုထပ်မံထိအောင်ပြစ်လိုက်ပြန်ပါတယ်။သူ့ရဲ့စွမ်းဆောင်ရည်ကြောင့်လူတိုင်းမြင်တက်သွားကြပါတယ်။သူကမောက်မာစွာနဲ့ဝင်ကြွားပြီးသူ့ကိုဘသူစိန်ခေါ်ရဲတယ်လဲလို့အော်ဟစ်မေးမြန်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာအဖွားဖြစ်သူကကောင်လေးစီလမ်းလျှောက်လာပြီးစင်မော်တက်ဖို့ပြောလိုက်ပါတယ်။လူတိုင်းကကလေးတစ်ယောက်ကိုတိုက်ခိုက်ခိုင်းနေတယ်ဆိုပြီးလှောင်ရကြပါတယ်။ဒါပေမဲ့အဖွားဖြစ်သူကတော့ကောင်လေးရဲ့ဖုံးကွယ်ထားတဲ့ခွန်အားကိုစောစောကတည်းကမြင်ထားတာပါ။ကောင်လေးဟာစင်မော်ကိုတက်သွားပါတယ်။သူကအမဲရောင်အဝစ်တစ်ခုကိုထုတ်ပြီးသူ့မျက်လုံးကိုစီးလိုက်ပါတယ်။ပြီးတော့ပြန်လောဝိုင်းအားလုံးကိုတပြိုင်နက်တည်းပစ်ထုတ်ဖို့အကျယ်ကြီးအော်ပြောလိုက်ပါတယ်။ပြန်လောဝိုင်းတွေလေထဲကိုပြန်တက်သွားတဲ့အခါကောင်လေးဟာသူတို့ရဲ့ဒီနေရာကိုအကြအာရုံတစ်ခုလေးနဲ့ပဲဆုံးဖြတ်လိုက်ပါတယ်။သူကများတူတွေကိုပြစ်လွတ်လိုက်ပါတယ်။များတူတွေဟာလေထဲမှာဟိုဟိုဒီဒီပြန်တန်းသွားပါတယ်။သူတို့ဟာပြန်လောဝိုင်းအားလုံးကိုမျက်တောင်တစ်ခတ်တွင်းမှာတင်အပိုင်းပိုင်းချေမှုန်းပစ်လိုက်ပါတယ်။အဲ့ဒီတော့မှလူတိုင်းဟာကောင်လေးကတကယ်တော့ဖုံးကွယ်ထားတဲ့ပညာရှင်တစ်ယောက်ဖြစ်မှန်းနောက်ဆုံးမှနားလည်သွားကြပါတော့တယ်။